အားလုံးပဲမင်္ဂလာပါကိုထက်ရဲ့ YouTube channel လေးကနေကိုမတွေအားလုံးလူထွေးစွာဖြင့်ပြန်လည်ကြိုဆိုလိုက်ပါတယ်ဗျကိုထက်ကိုမတွေအားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ရမ်းမှခြင်းများနဲ့ပြည့်စုံကြပါစေလိုအင်ဆန္ဒတွေတလုံးတော့ပါတဲ့ပြည့်စုံကြပါစေစိတ်သွားတိုင်းလေးကိုပါလိုရဆန္ဒတွေပြည့်ဝကြပါစေလို့ကိုထက်ကဆုံးမကောင်းလေးတောင်းပေးလိုက်ပါတယ်ဗျကဲကိုထက်ကိုမတွေအားလုံးပဲမနက်ကတော့အားလုံးပဲအဆင်ပြေခဲ့တယ်ကျွန်တော်ရဲ့အဖွဲ့ဝင်သမားတွေရောနေတိုက်သမားတွေရောအကုန်လုံးအဆင်ပြေခဲ့တယ်ဗျနော်ဒီညနေလေးမှာတော့ကျွန်တော်လိုက်လွှင့်ပေးတာအဆင်မပြေဘူးလေးဖြစ်သွားတဲ့အတွက်ကျွန်တော်စိတ်မကောင်းပါဘူးနော်မနက်ကတိုင်းထားရင်တော့မှပတ်သီးလေးမှန်အောင်မယ်နော်အကူမတွေအားလုံးကိုရားသိခြင်းနဲ့ပေါက်စိတ်ခြင်းနဲ့ဆန္ဒနဲ့ကျွန်တော်အကောင်းဆုံးကြိုးစားပေးခဲ့တယ်ဒါပေမဲ့အဆင်မပြေဘူးလေးဖြစ်သွားတဲ့အကူမတွေအားလုံးပဲစိတ်တက်မကြပါနဲ့နော်ကျွန်တော်ရဲ့အကူမတွေအားလုံးကိုရားလဲရခဲ့ပြီးပေါက်လဲပေါက်ခဲ့ပြီးပါပြီအဖွဲ့ဝင်သမားတွေဆိုရင်အားလုံးအဆင်ပြေတယ်နေတိုင်းသမားတွေဆိုရင်လည်းအကောင်းအားလုံးအဆင်ပြေတယ်နော်အစင်ပြေအောင်ကျွန်တော်ကြိုးစားပေးထားတယ်6ချိန်ထွက်တဲ့ဇာတ်မှာ4ချိန်အောင်မြင်ခဲ့တယ်နော်အကူမတွေအားလုံးပဲအတီးဆုံးပါနော်ဒါကြောင့်မလို့ကိုထက်ရဲ့အကူမတွေအားလုံးပဲကျွန်တော်ပြောချင်တာလေးတစ်ခုကတော့ကိုထက်အဖွဲ့ဝင်ပြန်ခေါ်ပါပြီနော်အခုအဖွဲ့ဝင်နဲ့အကူမတွေအားလုံးဟာဘာရမလဲဆိုရင်ကြာသာပလေးတောက်ကြတွက်လက်ဆောင်ပတ်စည်းလုံးနဲ့မိန်း3ခွက်ရပါမယ်ကိုထက်ကြီးမှာအဖွဲ့ဝင်နဲ့အကူမတွေအားလုံးပဲအတီးဆုံးပဲနော်ကိုထက်ကြီးမှာအမြဲတမ်းအဖွဲ့ဝင်နေတဲ့အကူမတွေအားလုံးပဲအတီးဆုံးပဲဘလို့ရတယ်ဘလို့ပေါက်တယ်ဆိုတာအတီးဆုံးပဲနော်အခုလူတဲ့အကူမတွေအားလုံးလည်းကျွန်တော်ပြောချင်ပါတယ်ဝင်ချင်ပါတယ်ဆိုရင်ကိုထက်ကဖုန်းကိုတိုက်ရိုက်ဆက်ပါအဖွဲ့ဝင်ကန်ဆယ်ကြေးတွေ1000ကျပ်ပါနော်ကန်ဆယ်ခြင်းနဲ့အကူမတွေအားလုံးပဲကိုထက်နဲ့ကန်ဆယ်ရတာလက်တွဲရတာအဆင်ပြေပါတယ်ရပါတယ်မောင်လေးရပါတယ်ညီလေးဆိုတဲ့အကူမတွေအားလုံးပဲကျွန်တော်အဖွဲ့ဝင်ပြန်ခေါ်ပါပြီနော်အဖွဲ့ဝင်ဝင်ရမယ့်ဖုန်းနံပါတ်ကိုလည်းအကူမတွေအားလုံးပဲတည်သုံးမယ်ကျွန်တော်ဒါပေမဲ့တစ်ခေါက်တော့ရွတ်ပေးမယ်နော်အကူမတွေအားလုံးပဲလူတဲ့အကူမတွေအားလုံးရောလူဟောင်းအကူမတွေအားလုံးရောတွေ့ရမြင်တာနဲ့ channel လေးကို subscribe လေးနှိပ်ပေးထားပါ like လက်မလေးတွေနှိပ်ပေးထားပါနော်ကိုမတွေအားလုံးကိုရားသိခြင်းနဲ့ပေါက်စေခြင်းနဲ့ကျွန်တော်ဒီ channel လေးကနေပဲအမြဲတမ်းတင်ပေးမှာမို့လို့အကိုမတွေအားလုံးကလည်းကိုထက်ရဲ့ channel လေးကိုတွေ့တာနဲ့ like လက်မလေးတွေနှိပ်ပြီး share လို့ရတဲ့နေရာလေးတွေမှာ share ပေးမျှဝေလို့ရတဲ့နေရာလေးတွေမှာမျှဝေပေးပါ channel လေးကို subscribe လုပ်ရသေးတဲ့အကိုမတွေအားလုံးက channel လေးကို subscribe လေးနှိပ်ပေးထားပါဗျနော်မနေ့က29ရက်17လ2025ကြာသာပတေးနေ့ရောက်ပြီးအကူမတွေအားလုံးပဲအတီသုံးပါကျွန်တော်ဟိုဘက်ကဘလိုတွေပေးခဲ့တယ်ဘလိုတွေရခဲ့တယ်ဆိုတာလည်းအကူမတွေအားလုံးပဲအတီသုံးပါနော်ကျွန်တော်ကိုမဟုတ်ဖိုးပြလိုက်ပေးတဲ့အကူမတွေအားလုံးကိုလည်းဒီနေရာနေပဲကျေးဇူးတင်ပါတယ်ကျေးဇူးတင်ကြောင်းလေးပဲပြောချင်ပါတယ်ဗျနော်ကျွန်တော်ကဟိုပေါလို့မဟုတ်ဖိုးလွှဲပေးတဲ့အကူမတွေအားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်ကျွန်တော်ဒီနေရာနေပဲပြောချင်ပါတယ်နော်ကျွန်တော်လိန်ညာပြီးတော့ပြောတဲ့စကားလည်းမပါပါဘူးအကူမတွေအားလုံးကိုကျွန်တော်ပေးရင်ပေးတယ်မပေးရင်မပေးဘူးပဲကျွန်တော်ပြောပါတယ်ကျွန်တော်ဘာလေးပဲလုပ်လို့ကျွန်တော် live ဗီဒီယိုဖိုင်ရိုက်တဲ့အခါမျိုးကြရင်ကျွန်တော်အကုန်လုံးထည့်ပြောပါတယ်เนาะကျွန်တော်ဒီမှာကနန်းတောင်းနဲ့အမတယောက်ဆိုရင်ကျွန်တော်အခုရောက်နေတဲ့ဖုန်းကြောင်းမှာဆိုလာမီတီလေးတစ်လုံးလိုလို့ဆိုရင်အဲ့အမဆိုရင်ကျွန်တော်လွှဲပေးတယ်ပတ်စံ9000လွှဲပေးပါတယ်เนาะပတ်စံ9000လွှဲပေးပါတယ်ကျွန်တော်ဆိုလာမီတီလေးလည်းဝယ်တက်ပေးထားပါတယ်သူ့နာမည်လေးနဲ့ကျွန်တော်တခါလေးလှူပေးထားတာပါနော်အကူမတွေအားလုံးပဲအတီးဆုံးပါကျွန်တော်ဘယ်တော့ခါမှလိန်ညာပြီးတော့မပြောဘူးကျွန်တော်မလို့ခြင်းလဲရတာပဲဟုတ်တယ်မလားဖုန်းရင်းသိတာမဟုတ်ဘူးလေဒါပေမဲ့ကျွန်တော်မလုပ်ပါဘူးမဟုတ်တော့စကားမှန်မှန်စကားလည်းမပြောသူ့ကိုလည်းကျွန်တော်ဓာတ်ပုံရပြီးတော့ပို့ပေးထားတယ်ကျွန်တော်အကောင်းဆုံးပြအောင်စူးစမ်းပေးတယ်ကျွန်တော်ကိုလှူဒန်းတဲ့အကူမတွေအားလုံးပဲဒါပေမဲ့ကျွန်တော်ကိုမဟုတ်ပေးတဲ့အမတွေကိုလည်းကျေးဇူးတင်ပါတယ်လှူပေးတဲ့အမကိုလည်းအထူးပဲကျေးဇူးတင်ပါတယ်နော်ဘာဖြစ်လို့လဲဆိုတော့မီးလှူတာအကောင်းတယ်လေဘာဖြစ်လို့လဲလင်းထင်းနေရတဲ့ဖုန်းကြောင်းမှာဆိုပို့ပြီးတော့အဆင်ပြေတာပေါ့ဒါကြောင့်မလို့အမကိုကျွန်တော်ကျေးဇူးတင်ကြောင်းပဲပြောချင်ပါတယ်ဒီနေရာလေးကနေပဲကျေးဇူးတင်ပါတယ်လို့ပဲကျွန်တော်ပြောချင်ပါတယ်ဗျနော်ကဲကိုထက်ကရဲ့အကူမတွေအားလုံးပဲကျွန်တော်အဖွဲ့ဝင်ခေါ်ပြီးအဖွဲ့ဝင်ရဲ့မိသားစုဝင်အမျိုးတွေအားလုံးပဲကျွန်တော်ရဲ့ဖုန်းကိုတိုက်ရိုက်ဆက်ပြီးမှအဖွဲ့ဝင်ကန်ဆယ်ကြေးကိုလွှဲပါဖုန်းမဆက်ဘဲနဲ့ငွေကြိုးမလွှဲပါနဲ့နော်ဖုန်းဆက်ပြီးမှငွေကြိုးလွှဲပါငွေလွှဲပါဘာဖြစ်လို့လဲဆိုတော့လွှဲလားမလွှဲလားမသိပဲနဲ့ကျွန်တော်မပြောပါနဲ့နော်အကူမတွေအားလုံးပဲအတီသုံးပါနော်ကျွန်တော်ဖုန်းနံပါတ်ကိုလည်းအကူမတွေအားလုံးပဲအတီတယ်မြင်တယ်နော်ဝင်နိုင်တဲ့အကူမတွေအားလုံးပဲဝင်လို့ရတယ်အဖွဲ့ဝင်ကန်ဆယ်ကြေး1000ကျပ်နဲ့ခေါ်တာ1000နဲ့မကောက်အောင်တန်အောင်ပေးတယ်အကူမတွေအားလုံးပဲအတီသုံးပါနော်အဖွဲ့ဝင်ကန်ဆယ်ကြေး1000ဆိုတာလူတိုင်းဝင်နိုင်တဲ့ငွေပမာဏပါနော်အများကြီးလည်းမဟုတ်ဘူးအဖွဲ့ဝင်ကန်ဆယ်ကြေး1000ဆိုတာလူတိုင်းဝင်နိုင်တဲ့ငွေပမာဏအကူမတွေအားလုံးပဲဝင်လို့ရတယ်နော်ဝင်ကျင်တဲ့အကူမတွေအားလုံးပဲကိုထက်နဲ့လက်တွဲရတာအဆင်ပြေပါတယ်ဆိုတော့မိသားစုဝင်အမျိုးတွေအားလုံးပဲအဖွဲ့ဝင်ဝင်လို့ရပါပြီကျွန်တော်အဖွဲ့ဝင်ခေါ်ပါပြီအခုဝင်ကြိုဝင်တဲ့အကူမတွေအားလုံးကကြာသာပလေးတောက်ကြအတွက်လက်ဆောင်ရပါမယ်
နော်ဂျာတာပိတောက်ကြတော့လက်ဆောင်ပတ်တီတုံးနဲ့မိန်3ခွက်ရပါမယ်တနင်္လာအင်္ဂါဗုဒ္ဓဟူး3ရက်အတွင်းမှာကြားရမယ်ဇာရိုးပတ်တီတုံးနဲ့မွေး3ခွက်လည်းထည့်ရပါမယ်တန်အောင်ပေးတာပါနော်အဖွဲ့ဝင်ကန်ဆယ်ကြီးဒီ1000ကျပ်ပါကိုထက်ရဲ့အကောင်မရအောင်မယ်ဆက်ရမယ်ဖုန်းနံပါတ်ဒီ39 250 360 6နဲ့ပါအဲ့ဖုန်းမှာ Viber channel လေးလည်းရှိပါတယ်ကျွန်တော်ပြီးရင်ဒီဗီဒီယိုပိုင်းရဲ့ comment အောက်မှာ Viber channel လေးချပေးခဲ့မယ် Viber သုံးတဲ့အကောင်မတွေအားလုံးပဲဒီ Viber လေးကိုလည်း join ထားလို့ရပါတယ်ကျွန်တော် Viber channel လေးမှာလည်းတင်ပေးပါတယ်เนาะအကောင်မတွေအားလုံးဒီကနေမတင်ပြရင်လည်းကျွန်တော် Viber channel ကနေတင်ပေးလို့ရတဲ့အတွက်အကုန်လုံး join ထားခြင်းပါတယ်เนาะယုံကြည်တဲ့အကောင်မတွေအားလုံးပဲအဆင်ပြေအောင်လုပ်ပါเนาะအခု6ချိန်ထွက်တဲ့ဇာတ်မှာကျွန်တော်4ချိန်အောင်တီအောင်မြင်အောင်ကြိုးစားခဲ့ပြီးပြီအကောင်မတွေလည်းဒီလုံးပဲဇာတို့အဖွဲ့ဝင်သမားတွေဆိုလည်းအားလုံးအဆင်ပြေခဲ့ပြီเนาะဒါကြောင့်မလို့အဖွဲ့ဝင်ပြန်ခေါ်ပါပြီဂျုံကြည်တဲ့အကောင်မတွေအားလုံးပဲလာပြီးတော့လက်တွဲလို့ရပြီဝင်လို့ရပါပြီဗျကဲအားဆိုရင်ကျွန်တော်မနက်ဖြန်ကအတွက်ကဏ္ဍလေးတွေပြောပေးမယ်မနက်ဖြန်က29ရက်17လ2025ကြာသာပတိနေ့အတွက်လုံးဝပတ်သေးသည်ကြာသာပတိနေ့12နာရီအတွက်တော့ကျွန်တော်12နာရီခွဲကို live လွှင့်မယ်အကောင်မတွေအားလုံးပဲအားပေးကြပါဦး12နာရီခွဲတာနဲ့ကျွန်တော် live လွှင့်ပေးမယ်အကောင်မတွေအားလုံးပဲ live လေးတွေကိုဝင်ရောက်ပြီးတော့ကြည့်ပေးပါလို့ကိုထက်ကမြင့်တရက်ခံပါတယ်နော်29ရက်17လ2025ကြာသာပတိနေ့12နာရီအတွက်လုံးဝပတ်သေးသည်6ပိုင်4ပိုင်6ပတ်သည်4ပတ်သည်ပါအကောင်မတွေရှိမှာလုံးဝပတ်သည်ရှိရဆိုရင်လည်းကတ်ထိုးပါ6ပါတော့ကနန်း4ပါတော့ကနန်းနဲ့ကတ်ထိုးပါနော်ပတ်သေးသည်6ပိုင်4ပိုင်ပါ6ပတ်သည်4ပတ်သည်ပါ6နဲ့ပတ်သက်ရင်ညီလေးဘာကနန်းလေးလေ4နဲ့ပတ်သက်ရင်ညီလေးဘာကနန်းလေးကျွန်တော်တစ်ခါပြောပြပါမယ်အကောင်မတွေအားလုံးပဲပတ်သေးမမှတ်နိုင်တဲ့အကောင်မတွေအားလုံးပဲ main ကွက်ကလေးထိုးပါနော်အရှက်အခွေလေးလည်းပါမယ်အကောင်မတွေအားလုံးပဲအတီးတော့မှာအခွေလေးရတယ်အမြဲတမ်းအောင်မင်းနေတာနော်ဒါကြောင့်မလို့အကောင်မတွေအားလုံးကိုကြားသိခြင်းနဲ့ပေါက်သိခြင်းနဲ့ဗျအဲဆိုရင်6နဲ့ပတ်သက်ရင် main ကွက်ကလေးဒီ96 93 95 91ပါ6နဲ့ပတ်သက်ရင်96 93 95 91ပါဗျ6နဲ့ပတ်သက်တော့ main ကွက်ကလေးတွေပါနော်ပေါက်တဲ့အကောင်မတွေကလည်းပေါက်ချင်းလေးတွေ comment ကလေးမှာမှတ်ပေးပါနော်မပေါက်တဲ့ကောင်မတွေကအခုမှမြင်နေတွေ့တဲ့အကောင်မတွေအားလုံးဟာမင်္ဂလာပါလို့ comment ကလေးမှာတယောက်တစ်ကြောင်းလေးမှတ်မိခဲ့ပါဦးနော်6နဲ့ပတ်သက်ရင်96 93 95 91ပါဗျနော်4နဲ့ပတ်သက်ရင်4 2 46 41 40ပါနော်4နဲ့ပတ်သက်ရင်4 2 46 41 40ပါဗျနော်4လုံးအပေးပေါက်အခွေလေးဒီ4 9 2ခွန်အခွေပါနော်4လုံးအပေးပေါက်အခွေဒီရှယ်အခွေလေးနော်4 9 2ခွန်အခွေလေးပါကိုမရတော့မယ်တကွက်ကောင်းလေးဆိုရင်6နဲ့ဆိုရင်60ခွန်မှာတကွက်ကောင်းလေးတွေနော်6နဲ့ဆိုရင်60ခွန်မှာ4နဲ့ဆိုရင်4ခွန်မှာနော်အကိုမရတော့မယ်တကွက်ကောင်းလေးဒီ6နဲ့ဆို6ခွန်4နဲ့ဆိုရင်4ခွန်မှာကိုမရတော့မယ်ကျန်းကျန်းတရားကိုထိုးပါအဖွဲ့ဝင်ကန်ဆက်ချင်ပါတယ်ကျွန်တော်လူဟောင်းကိုမရရောလူသေးကိုမရရောအဖွဲ့ဝင်ကန်ဆက်ချင်ပါတယ်ဆိုရင်ကိုထက်ကဖုန်းကိုတိုက်ရိုက်ဆက်ပါအဖွဲ့ဝင်ကန်ဆက်ကြီး1000ကျန်တယ်လာရောက်ပြီးတော့မြောက်ကန်ဆက်လို့ရပါပြီနော်ကန်ဆက်တဲ့အကောင်မရတော့မယ်ဖုန်းတိုက်ရိုက်ဆက်ပါဆက်ရမယ့်ဖုန်းနံပါတ်ဒီ39 250 360 622နဲ့ပါအဲ့ဖုန်းနံပါတ်တစ်လုံးပဲကင်ပါတယ်အကောင်မတွေအားလုံးပဲအတီးဆုံးပါကဲကိုထားတဲ့အကောင်မတွေအားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ကျမ်းမာခြင်းများနဲ့ပြည့်စုံကြပါစေလူရင်ဆန္ဒတွေတစ်လုံးတော့ပါတဲ့ပြည့်စုံကြပါစေစိတ်သွားတိုင်းလည်းကိုပါလူရဆန္ဒတွေပြည့်ဝကြပါစေမင်္ဂလာရှိသောတကားမင်္ဂလာရှိတဲ့နေ့ရက်တိုင်းအောင်လည်းထာဝရပိုင်ဆိုင်နိုင်ပါစေလို့ကိုထက်ကစုံမကောင်းတောင်းရင်မနက်ဖြန်ကကြာသာပတိနေ့မှာလည်းအားလုံးပဲကံကောင်းကြပါသေးဗျာနော်ကြာသာပတိနေ့12နာရီ10မိနစ်မှာအကောင်မတွေအားလုံးပဲကံကောင်းကြပါသေးအားလုံးပဲဘိုင်းပဲပါဗျာနော်